ထားခဲ့ပါလို့ပြောဖို့ဝင်ငိုလို့ကောင်းမဲ့လုံလုံရှုံရှုံနေရာတစ်ခုကိုအရင်ရှာရတယ်။နောက်ဆိုဖုန်းမခေါ်ဖြစ်တော့ဘူး။နောက်ဆိုအရာရာကိုမသိတလို့နေဖို့ကြိုးစားမှာ။တားမရစီမရစိတ်ထဲဝင်လာရင်နေရန်ကောင်းနဲ့ပြူတိုက်ပြလိုက်မှာ။ဒီစက်ကီလေးပတ်လောက်နေကျင်စောနဲ့ကောင်းမော့ပြလိုက်မှာ။ကို့အပေါ်ဘာပြင်းမှမလုပ်ထားတဲ့လူတွေကိုလည်းမင်းပေးတဲ့သောကားတစ်ခုတည်းနဲ့အကောင်းမမြင်တတ်တော့ဘူး။အခန်းတကားကိုလာခောက်တဲ့လက်တွေကိုလည်းအော်ဆွဲတတ်နေပြီ။ဒါကဘယ်ချက်ဖြစ်နေတာလောက်မဟုတ်တော့ဘူး။အပျော်ရွှင်ဆုံးကိုလည်းမျှော်လင့်ကြည့်ခဲ့ပြီးအမြင်သာဆုံးကိုလည်းပြောညံကူးခဲ့တဲ့လူတရားရဲ့အကျင့်တိုက်ပဲ။ငါအကြောင်းနှကမ်းပါးကိုမှအကောင်းနှမ်းခဲ့မိသူပါ။ခုံချစရာလွဲရင်နောက်လက်ပြေးစရာမရှိသလိုမျိုးပေါ့။ငါစိတ်ကိုသိပါ။ငွေတိတ်နေသူစကားတန်တဲ့လီတို့ပြန်ကြတော့မေအနာနာမမင်းရှိမဲ့တင်နေ